ငါကြောလေးနော်ပူပူလေးမွေးနေတာပဲငါကြောလေးဒီမှာကြီးအမီးလေးတွေရန်ကောင်းတာပဲငါကြောလေးရမယ်ငါကြောလေးဒီမှာလည်းဖောက်တဲ့ယူပြီးတော့ဆိုင်ရနေပြန်ရောင်းလို့လည်းရတယ်နော်အေးခွဲကြီးလို့လည်းမင်းနေဟောနင်ကရောင်းကလားရကျလေးငါပဲကြီးလို့ဟိုမြည်နေနေစင်ဒါတွေပဲမြည်နေတာလေမင်းကလည်းတခါလေဆန်းမရဖြစ်သွားငါကြောလေးမြည်ပါလားပတ်သက်မကြည့်ဘူးကမီးတဲ့ပဲမင်းငါမီးရတာကဲနေမင်းငါကြောဒီကောင်မလောက်လေဟိုတကောင်မှ1000နဲ့ပါကွာမင်းကလည်းဒီကောင်1000နဲ့အဲ့ဒါလေ1000ပဲပါအဲ့ဒါဆိုရတယ်ဘုန်းတိုင်းမရောင်းနေတယ်လို့ပဲမဟုတ်အဲ့ဒါနေမင်းကတူကမတက်ဘူးမင်းကလည်းအသက်နဲ့ရင်းပြီးဖမ်းလာတာဒီရောက်ခါဘလို့အသက်နဲ့ရင်းပြီးဖမ်းလာလေပြောချောင်းနဲ့ကြပြီးနစ်ပြီးသေသွားနိုင်တယ်လေမင်းကလည်းအဲ့ချောင်းကြီးကနယ်တဲ့တိမ်နေမှုနေတဲ့ဒီမဟုတ်ဘူးနေစမ်းပါအေးဘာလို့ဒီကွာကိုယ်ကညင်းတော့အားပေးတယ်စမ်းပြပြလေးမြင်နေနော်စီဝါရှာနေမြင်နေနော်အမီးရလည်းကောင်းတယ်ဘလို့ပြီးဒီမှာအရက်ကအဆက်တက်လို့လားမသိဘူးသားဘလောက်ကတော့မမူရေးတိုင်းပဲငါကြောလေးနော်ဟောတော့လို့မှန်လိုက်တော့ရောင်းတော့နှစ်ကောင်မဲရောင်းတယ်တကောင်1000နဲ့2000မဲရသေးတယ်အချက်ကတော့2000ပဲဘလို့တောင်းဟောတပိုင်းဝယ်လိုက်ဗောတပိုင်းမှာတယောက်တစ်စိဘယ်နဲ့ညာမှမကပ်ဘူးနေသမ်းပါဦးနောက်ပြန်ရောင်းအောင်ပါငါကြောလေးနော်ငါကြောလေးဘာတော့ဘယ်ပိုင်းချက်လဲဘာဟေးမှမချက်ဘူးမအားလို့မချက်ဘူးသူကကြောက်တာကြော်စားလိုက်တော့အမေလည်းလည်းကြောက်ရမစားနိုင်ပါဘူးသမီးမစားကြတယ်စားကြတယ်လည်းစားဟဲ့ဒီတို့ကလည်းငါကြောလေးကြီးရလာပြီးတော့ငါကြောလေးသိနေမှာမလုပ်ထားဘူးငါကြော်လေးကမှုန်းနေရပဲသမီးငါကြော်လေးကျွေးပါလားဘလို့လေးနဲ့ပြောပြန်သမီးကငါကြော်လေးကျွေးပါလားဟာခုနင်တော်တရားကြဖို့ကောင်းတယ်ဟမ်မိဘမေတ္တာဥမနားတယ်ဟဲ့လားငါတို့နောက်ဝေးမှာအရက်ကလေးဆက်ပြီးတောက်တဲ့ဥစ္စာကြတော့နေမနေလမ်းတိုင်းလေငါးကြော်စားကြမှာဟေးသမီးကငါးကြော်လေးတခါလားဟုတ်လားဟမ်နင်တို့ကန်ကြီးတိုင်းမဲ့ဟာတွေမိဘများမရှိရင်တို့ဘလို့ရှာဝေစားတော့ကြမလဲဟမ်ငါတို့ငါးမြတ်တဲ့အတက်ပညာလေးရှိလို့နင်တို့သားစားရတာငါးစားရတာနော်ဟမ်ဒုက္ခပဲကိုပြလိုက်ဟိုကျွန်တော်တို့ရလေခင်ဗျားသမီးကငါးကြော်လေးဒီကောင်နဲ့တောင်းစားတာခင်ဗျားဘဝတွေပါချီးတယ်ဒါအကြီးသွားတာလို့ဟာငါတို့မရှိရင်တို့ဘလို့ရှာစားကြမလဲဦးရဲ့မြတ်တော်လည်းနားမလဲဘူးဖေးရဲ့မြတ်တော်လည်းနားမလဲပြောနေတာနော်ငါတို့မဟုတ်တာလို့တိုင်တာသူစားကြသားစားကြလားရမယ်မိဘမြစ်တာကိုပြရသေးတာပေါ့ဖေအသေးဆုံးကတော့ရှာပေးတယ်မိဘမြစ်တာနော်မိဘမြစ်တာကိုရလေကျွေးလိုက်ပါကိုသမီးလေးကြီးပဲရှိတာဟာဟိုမှာငါကြော်လေးတကောင်တော့မခါလေးပြောရမယ်နော်ရောက်ရဲ့ညီမတော့မကျွေးနိုင်ဘူး။မကျွေးပါဘူးငါလည်းချွေးနဲ့သွင်းနဲ့ရင်းပြီးရှာတာငါသမီးကလွယ်ဘယ်သူမှမကျွေးနိုင်ဘူးမကျွေးနဲ့ဒါပဲကျွေးနိုင်ဘူးငါချောင်းတဲ့ငါတဲ့ကိုဖမ်းသွားတာငါမခွင့်ပြုချက်မရပဲတဲ့ဟမ်အဲ့ငါကြော်လေးငါ့ကိုကျွေးတာငါချောင်းတဲ့ငါတွေကိုဖမ်းသွားကြတာထုံးနေနှက်ကြည့်တယ်အဲ့ကျောင်းကနှက်ကြည့်တယ်တော့ဒီချုံကြီးတွေကနှက်ကြည့်သေးလားနှက်ကြည့်တယ်မကုန်းလေးကောင်နှက်ရှိလို့လား